မင်္ဂလာပါရှင်။3 ရဲ့ YouTube Channel လေးကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီလထဲမှာကိုယ့်စီကိုဘလို့ကင်သမားတွေဘလို့ရတွေကစောက်ကြုံနေမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက် generating လေးတစ်ခုကိုပြုလုပ်ပေးသွားပါမယ်။ရှေ့မှာချပြထားတဲ့ Pi 1, Pi 2, Pi 3ရှိပါတယ်။မိမိစိတ်ထဲမှာအစွဲဆောင်နိုင်ဆုံးဖြစ်တဲ့အကြိုက်ဆုံးဖြစ်မဲ့ Pi တစ်ခုကိုစိတ်အေးထားပြီးတော့ရွေးချယ်ပေးပါကဲအားလုံးပဲကိုနှစ်သက်ရာ Pi လေးတစ်ခုကိုရွေးချယ်ပြီးပြီလို့ထင်ပါတယ်အခုပဲ Tarot reading ဖတ်ကြရအောင်နော် Pi 1မှာဆိုရင် The Moon နဲ့ Two of Cups ကတ်တွေကိုတွေ့ရပါတယ်Pi 1ကိုရွေးချယ်ထားတဲ့သူတွေအတွက်ဒီလရဲ့ energy ကစိတ်ပိုင်းဆိုင်ရာခံစားမှုမှာအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။The Moon ကလေးတက်လာတဲ့အတွက်ဒီလအစပိုင်းမှာစိတ်ထဲမှာတခုခုကိုစိုးရိမ်ပူပန်တာဝေခွဲမရဖြစ်တာဒါမှမဟုတ်လုံးဝအချို့မတေးစားမရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရနိုင်ပါတယ်။စိတ်ရှုပ်ထွေးမှုတွေရှိနေတတ်တဲ့ကာလပါ။ဒါပေမဲ့အစိမပူပါနဲ့ရှင်ဘေးနားမှာ Two of Cups လေးကကပ်ပြီးတော့ထန်လာပါတယ်ဒါဟာအချင်းအမှာဖြစ်စေလုပ်ငန်းခွင်ဆက်ဆံရေးမှာဖြစ်စေကိုယ့်တကယ်နားလည်ပေးနိုင်မဲ့သူကိုနဲ့တတ်တူအောင်သူဖြစ်မဲ့သူမျိုးနဲ့ဆုံစည်းရကိန်းရှိပါတယ်ကိုယ့်ရဲ့စိတ်အာရုံကိုယုံကြည်ပေးပါတခါတလေမျက်စိနဲ့မြင်ရတဲ့အခြေအနေကဝေဝါးနေပါစေအောင်တော့ကို့အနာမှာစိတ်ချရတဲ့အဖို့မို့ဒါမှမဟုတ်ကိုကြီးပေးမဲ့တငယ်ချင်းမိတ်ဆွေတွေပေါ်လာမှာမို့လို့အထီးကျန်တယ်လို့မခံစားပါနဲ့အချင်းချင်းနားလည်မှုအပြည့်နဲ့ဒီလာကိုအကောင်းဆုံးဖြတ်တန်းသွားနိုင်မှာဖြစ်ပါတယ် Pi 2 The Sun and Four of Cups လေးတွေထွက်လာတယ်Pi 2ကိုရေးစစ်ထားတဲ့သူတွေအတွက်ကတော့ဒီလမှာအပျော်ရွှင်ရဆုံးနဲ့ကံကောင်းဆုံးသူတွေလို့ပြောမှာပဲဖြစ်ပါတယ်ဒီ energy ကအတော်လေးကိုတောက်ပလင်းလည်နေပါတယ် The Sun ကကြီးတက်လာတဲ့အတွက်ပြီးခဲ့တဲ့လတွေမှာဘလောက်ပဲပြင်မရပါစေဒီလမှာတော့အရရအဆင်ပြေချောင်းမွေပြီးတော့တောက်ပတဲ့အောင်မြင်မှုတွေကိုရရှိလာတော့မှာပါကျမရေးညံ့နေတဲ့သူတွေဆိုရင်လည်းပြန်လဲပြီးတော့ကျမရေးတွေကောင်းလာဖို့ရှိပါတယ်အဲ့ဒီအပြင်ကမှ Four of Wands ကလေးပါထွက်လာတဲ့အတွက်မိသားစုအရေးအိမ်တော်ရေးကိစ္စရပ်တွေမှာတည်ငြိမ်အေးချမ်းမှုကိုရရှိနိုင်မှာဖြစ်တယ်လို့အောင်မြင်မှုတစ်ခုခုအတွက်ဂုဏ်ပြုပွဲတွေပျော်ရွှင်စရာအခမ်းအနားတွေကိုကြုံတွေ့ရတတ်ပါတယ်အလောက်ကိုင်းတွေမှာအခြေတကြားဖြစ်ပြီးတော့အခြေခံအောင်မြင့်ခိုင်မာလာမယ်လားလေဖြစ်ပါတယ်ဆံမအကြံပြုပေးချင်တာကတော့ဒီလမှာကိုယ်စီရောက်လာမဲ့ပျော်ရွှင်မှုတွေအခွင့်အလမ်းတွေကိုအပြေအဝကြိုဆိုလိုက်ပါ energy တွေအရန်ကောင်းနေတဲ့ကာလဖြစ်တာမို့လို့ကိုလိုချင်နေတဲ့အရာတွေရှိရင်လည်းရေရေဝရှစ်ဆက်လောက်ဆောင်ဖို့တိုက်တွန်းချင်ပါတယ် Pi 3 The World in F all soft Pi 3ကိုရွေးချယ်ထားတဲ့သူတွေအတွက်ကတော့အတိတ်တဖန်ပြန်လည်စတင်ခြင်းနဲ့စိတ်ပန်းဆိုင်ရာပြတ်သားမှုတွေကိုယူဆလာပေးမယ်လာတလားလို့မြင်မိပါတယ် The World Cup ကဖော်ပြနေတာကတော့ကိုအကြာကြီးစူးစမ်းလာခဲ့ရတဲ့ကိစ္စတစ်ခုဒါမဟုတ်ဘဝရဲ့အဆင့်အတန်းတစ်ခုအောင်မြင်စွာပြီးမြောက်သွားတော့မှရောက်ရှိသွားတော့မှဖြစ်ပါတယ်ပြည့်စုံခြင်းရဲ့စိတ်ကြည်နက်မှုကိုရရှိလာမဲ့အပြင်ကိုမှနိုင်ငံရခြားခီးစဉ်တွေခရီးစဉ်လေးတွေအပြောင်းလဲခေါင်းလေးတွေကိုကြုံတွေ့ရတတ်ပါတယ်။ F also ကရှိလာတဲ့အတွက်ဆိတ်ရှုပ်သွေးစရာကိစ္စရပ်တွေကိုအမြင့်ပြတ်ရှင်းလင်းပြနိုင်မဲ့ဉာဏ်ပညာနဲ့တတိကိုဒီလမှာရရှိမှာဖြစ်ပါတယ်။မပြတ်သားဘဲနဲ့ဆွဲဆက်ထားရတဲ့ကိစ္စတွေကိုဒီလမှာမန်ကန်တဲ့ဆုံးဖြတ်ချက်အတစ်တွေနဲ့အတူရေရဲဝုံဖြတ်တောက်ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။အကြံပြုပေးချင်တာကတော့အသေးကပိတ်မိနေတဲ့ကံအဟောင်းတွေဝတ်ကြွေတွေကနေရုံထွက်ပြီးတော့ကံလန်းကြောင့်အစ်စ်ကိုရှောင်းလန်းဖို့အစဉ်တည်းပြင်ထားပါကိုယ့်ရဲ့တွေးခေါ်မြုံမြင်မှုကလမ်းမှန်ကိုပြသပေးမှာမို့လို့ကိုယ်ယုံကြည်မှုအပြည့်နဲ့ရှစ်ဆက်နိုင်ဖို့လိုအပ်ပါတယ်ကဲPi 1ကနေ Pi 3အတွက်ကဲကျွန်မဟောစလန်လေးတွေကတော့ဒီလောက်ပါပဲရှင်ဒီဟောစလန်လေးက
ကြည့်ရှုသူတွေအတွက်လမ်းပြအလင်းရောင်လေးတစ်ခုဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လေးလုပ်ပြီးတော့ဘလို့အခြေအနေလေးတွေကြုံတွေ့နေရလဲဆိုတာကို comment မှာမျှဝေပေးခဲ့ပါအောင်နော်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းထာရောဘုဒ္ဓတာတွေနဲ့ဆိုင်တဲ့ hotline တွေကိုအမြဲတမ်းမျှဝေပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့လာပါတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။